ညီမ Minecraft လေးအားလုံးမင်္ဂလာပါကျွန်တော်နာမည်က Harry Kane Miro ဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်ရဲ့ Survival Wall လေးကိုပြပြမှာဖြစ်ပါတယ်ကျွန်တော်အခုစောနေ Survival Hardcore Wall လေးပေါ့ဒါလည်းကျွန်တော်အခုစိုက်ထားတဲ့ဂျုံခင်းကြီးပေါ့ဒီဂျုံခင်းကြီးရယ်ဒီဘက်မှာကျွန်တော် Starter House လေးတစ်ခုတော့စောက်ထားတယ်ဒါပေမဲ့ဒီ House လေးကမပြီးသေးဘူးပေါ့လာတော့မလာဘူးပေါ့ကျွန်တော်စောက်တဲ့လူပဲစောက်ထားအောင်တရား tutorial မှမကြည့်ပါဘူးအဲ့ဒီကျွန်တော် iron farm ပြပါမယ်ဒီမှာဒီဘက်မှာကျွန်တော်ရဲ့ iron farm လေးရှိပါဒီ iron farm က iron အများကြီးမဟုတ်ဘူးဆိုရင်ကျွန်တော် firewall ဒီလုံလောက်ရပါတယ်ဒီမှာဒီဆိုရင်အခုဘိုက်ကနေ hanger ကမရှိတော့ဘူးအပြီးဒီမှာဒီဘက်မှာကျွန်တော်ဟိုဒီနေရာလောက်ကထင်တယ်ဒီနေရာလောက်ကစောက်ထားတဲ့survival castle လေးတစ်ခုတော့ရှိရဲ့ဗျဒီ castle လေးကတော့ကျွန်တော်နေတော့မနေဘူးဗျကျွန်တော်ပြင်းလို့ရှောက်တော့ဗျဒီထဲမှာဘာမှမရှိဘူးဗျဘာမှလည်းမထားရဘူးကျွန်တော်နေလည်းမနေဘူးဗျဒါကကျွန်တော်ရဲ့ gold farm ကြီးရှိပါတယ်ဒီ gold farm ရဲ့ကျွန်တော် gold မလို့တော့လို့ဒီဘက်မှာ gold farm မလုပ်တော့တာပါဒီဘက်မှာကျွန်တော်အရင်နေခဲ့ starter house လေးရဲ့အဲ့မှာဒီဘက်မှာကျွန်တော်အရင်ကျွန်တော်သုံးခဲ့တဲ့ဒီမှာ automatic farm လေးတစ်ခုရဲ့ဒီ farm လေးကဟိုခလုတ်ကိုနှိပ်လိုက်မယ်ဆိုရင်ရေထွက်လာတယ်ရေထွက်လာပြီးရင်ခလုတ်ကိုပြန်နှိပ်လိုက်ရင်ရေတွေပြန်ပိတ်သွားတယ်အဲ့ဒါဆိုတိနံနေရေပြီးတက်ဖြစ်သွားတယ်ဗျဒီဘက်မှာတော့ကျွန်တော်ရဲ့sugar cane farm လေးရှိတယ်ဒါပေမဲ့ကျွန်တော်အခုကတော့ sugar cane နေမလို့တော့ရွာထဲကိုလည်းဒါကြီးမပြန်ပြေဘူးဗျဒီမှာရွာထဲမှာကတော့ဒီမှာကျွန်တော်ရွာသားတွေကိုတွန်းနေထည့်ထားတယ်သူတို့ဇွန်ဘီကိုက်မှာဆိုလို့ပေါ့နော်ဒီမှာရွာသားတွေဒီမှာတော်လေးများတယ်ဒါလိုက် librarian တွေကျွန်တော်လုပ်ထားလိုက်တယ်ဘာလို့ဆိုကျွန်တော်ရှောင်းတွေထိတ်လို့ရအောင်။အိုးကျွန်တော် spy ကျွန်တော်ရဲ့အိမ်ကိုပြန်လို့မယ်ဗျဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲကြည့်ရှုပေးတဲ့အတွက်ကျေးဇူးပါအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ရမယ်ခိုင် bye